6000နဲ့အမျိုးပေါင်း20ကျော်တော့အဝစားလို့ရတဲ့ဖူဖေးအခုလိုအရာရာဈေးတက်နေတဲ့အချိန်မှာမုံ2မျိုး3မျိုးလောက်ဝင်စားရင်ကို3လီတောင်တော့ကတော့အသာလေးကုန်နေပြီနော်ဒီ breakfast buffet မှာတော့အမျိုးပေါင်း30နီးပါးကိုအချိန်ကန့်သတ်မထားပဲ6000နဲ့အဝစားလို့ရတဲ့အပြင်လက်ဖက်ရည်နဲ့ coffee လည်းချက်တလောက်တောက်လို့ရသေးတယ်ဆိုတော့အရန်ကိုတန်နေပြီဟုတ် buffet ထဲမှာတော့အဓိကဟင်းပွဲအနေနဲ့ကက်ကြီးကိုက်ကော်ရီခောက်ဆွဲမုတ်ဟင်းကအုံနုခောက်ဆွဲပြီးဆုံးသမင်းကျော်ပဲပြုတ်သမင်းကျော်ငါးသမင်းနဲ့ခောက်ဆွဲကျော်နန်းကြီးတုပ်စီသမင်းကျုပ်ပလာတာပူရီချာပါတီဆိုပြီးတော့ရက်အလိုက်အလှည့်ချပါပါတယ်ရွေးသွားစားတဲ့နေ့ကတော့ကော်ရီခောက်ဆွဲနဲ့မုတ်ဟင်းကပါတယ်နေပါအကျော်ထဲမှာဆိုရင်ကြက်သားအာလူလုံးကျော်ကြက်ဥကျော်အာလူကျော်စမူစာနဲ့ကော်ပြန်းကျော်အပြင်တခြားအကျော်မျိုးစုံလည်းပါပါသေးတယ်မုတ်တွေထဲမှာဆိုရင်ငပြောပေါင်းဖူတင်ကြောက်ကျော်မီနီဘာကဆန်ဒ်ဝစ်နဲ့ပေါမုတ်မီးခင်ပြီးတုပ်စားဖို့ယူနှမျိုးနဲ့ထောဘက်ပေးထားပါသေးတယ်ဒီဘူဖေးထဲမှာပါတဲ့ဖူတင်မီနီဘာကနဲ့မြမကျော်စုံနေဆိုရင်တခြားဘူဖေးဆိုင်တွေမှာတွေ့ရခဲ့ပါတယ်တောက်စရာအနေနဲ့လက်ဖက်ရည်ကော်ဖီလိမ္မော်ရည်အပြင်ရေနဲ့ရေနွေးကြံလည်းပေးထားပါသေးတယ်စားပြီးသွားရင်လည်းအချိုတဲကိုစမ်းကစ်တီတင်မော်တီဖျဲတီနဲ့နက်နက်တီဆိုပြီးတော့အတီးလေးမျိုးပါသေးတယ်နော်ဒီလိုအမေရိအများကြီးကိုစိတ်တလောက်ထည့်စားလို့ရတဲ့ဘူဖေးကိုမှမြန်မာငွေ6000နဲ့ဆိုတော့အရန်ကိုတန်နေပါပြီနော်breakfast buffet ချင်းရတဲ့စင်နိုင်ပွဲထီတောင်ဆိုတော့နှွေးဆိုဒီမှာစားပြီးတော့နေ့လယ်စာအောင်ထပ်မစားနိုင်တော့ပါဘူး။လိပ်စာကတော့အချက်ချကြတဲ့စမ်းကြောင်းမျိုးနယ်မှာတည်ရှိပြီးအာရှတဝင်းဆေးရုံရှိတယ်ဆိုတော့တော်တော်များများသွားစားဖို့အဆင်ပြေမယ်လို့ထင်ပါတယ်။အော်နေနေတို့ booking လုပ်ပဲ walk in သွားမယ်ဆိုရင်တရားကို9000ဆိုတော့ booking လုပ်ပြီးသွားကြပါနော်။ဆိုင်နာမည်ကတော့ The Palm Restaurant မှာကဲအခုလိုမျိုးဈေးတက်တဲ့အနေနဲ့စားလို့ရတဲ့ဆိုင်လေးတွေတွေ့ရင်အမြဲတင်ပေးမှာမို့လို့ follow လေးလုပ်သွားကြအောင်နော်။